ခုဒီဗီဒီယိုလေးကိုကြောက်လုပ်ငန်းလောက်ကင်နေတဲ့ကြောက်တမားတွေစီရောက်အောင်များများ share ပေးစီခြင်းပါတယ်ဗျအဓိကကတော့ဗျာကြောက်ဝယ်တဲ့ခါကျရင်ဈေးအရင်နေပြီးတော့ဝယ်တတ်တဲ့တရုတ်ကြီးတွေတိရွာအောင်လို့ကိုချင်းစာတရားလေးနဲ့ထားတတ်အောင်လို့ပေါ့ဗျာဒီဗီဒီယိုလေးကိုshare ပေးကြပါလို့ကြောက်တလုံးရဖို့အတွက်ဘယ်လောက်ထိခက်ခဲကြမ်းတမ်းနေလဲဆိုတာအခုဒီမှာပဲကြည့်လိုက်တော့ဗျဒါရှုံနေဘွက်တွေထဲမှာတနေကုန်ထိုင်ပြီးတော့ကျွန်တော်တို့ဒီကြောက်ကိုရှားရတယ်ပေါ့ဗျာမိုးရွာမရှောင်နေဘူးမရှောင်ဗျာဒီလိုထိုင်ပြီးနိုင်ပြီးတော့ရှားရတယ်ကြောက်ရတာမရတာတော့မတေချဘူးဗျာတေချတာတစ်ခုကတော့အခုလိုရေထဲမှာစိမ်ပြီးတော့ဒီခဲတွေကိုတစ်လုံးပြီးတစ်လုံးကောက်ကြည့်ရတယ်ကောက်ပြီးတော့ရှားရတယ်ဒီလိုရှာရတဲ့အတွက်ဒီမှာရှာတဲ့ကျွန်တော်တို့ရေမစေးလောက်တာတွေကဘာဖြစ်လာလဲဆိုတော့ခြေထောက်တွေလက်တွေကျွန်တော်တို့တဲဝဲတွေစားတယ်ပေါ့ဗျာတဲဝဲတွေကြတယ်ဒီတဲဝဲကဘယ်လောက်ထိစားလဲဆိုရင်ဗျာတချို့ဆိုလမ်းတော့မှမရှောင်နိုင်ဘူးဗျာတချို့နေရာတွေဆိုရင်အတက်နဲ့ရင်းပြီးတော့ရှားတဲ့နေရာတွေပါရှိတယ်ဒီလောက်ထိခက်ခက်ခဲခဲကြမ်းကြမ်းတမ်းတမ်းရှာထားတဲ့ကြောက်စိမ်းကိုဗျာဒီတရုတ်ကြီးတွေကဈေးပေးတဲ့အခါကျရင်ဈေးအရန်နေပြီးတော့ဝယ်ပေးတယ်ပေါ့ဗျာဥမာဗျာတသိန်းလောက်တန်တဲ့ကြောက်ကိုလည်းကျွန်တော်တို့9000လောက်ကနေစပြီးတော့ပေးဝယ်တယ်ပေါ့ဗျာဒါကျွန်တော်မိတ်ဆွေများပဲစဉ်းစားကြည့်လိုက်တော့ဗျာ